တိုင်းရလေရှင်းရပြီးနောက်ကပြန်ထွက်လာဒါသူရှင်းနေတာဟာလားဒါသူတို့ရှင်းတာပါအဲ့တော့ဒါသူ9သိန်းနဲ့ဒါတော့ဟိုကကျေးဇူးကြီးတို့ချော့ပေးရတယ်9သိန်းနဲ့အမေဟိုတက်ကပြင်ထားတယ်2သိန်းလောက်ရှိဟုတ်လားမင်းဆက်ဆက်နေတာပါလားဘယ်နှစ်ယောက်ရှင်းလဲတယောက်ထဲရတယောက်ထဲလားတော်တော်ကြားနေသူလည်းမလိုက်တိတ်ပြတ်သွားတော့ကောထက်ကြီးအကြီးရှင်တော့ဟောပြီဒါနေကရှိရနော်ဒီကောင်ကနေကကွဲဒါလန်နော်တေးရီကတအားဖူးနေဒါဟာဂီယိုမျိုးလားဗာမျိုးလဲမှာမချစ်စုလားမချစ်စုလို့ကောင်းပါမချစ်စုကောင်းပါဒီကောင်တွေအခုဘာပြောဒီကောင်တွေလုံးဆိုမလဲဘူးလေနော်အခုနေသားနဲ့အကုန်ဈေးတက်နေနေထားတာစောင့်မှာဆို